မင်္ဂလာမောင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ကြပါစေဆရာမတို့ကဒီနေ့လာပြည့်နေ့မှာအမြဲတမ်းဒီလိုပွဲတွေ18ပွဲဒါစီရင်တာဖြစ်ပါတယ်ပွဲတွေအားလုံးနဝင်းဆရာဆရာမများအားလုံးကစီရင်ပြီးတော့ထွန်းညှိနေတာဖြစ်ပါတယ်ဒါလာပြည့်နေ့တိုင်းဆရာမတို့18ပွဲထွန်းညှိတာဖြစ်ပါတယ်ဒါကတော့ဆရာထူးနိုင်မှာဆရာထူးနိုင်ဒီဘက်ချက်လက်ပြလိုက်ပါအောင်ဆရာထူးနိုင်မှာဟိုမှာနည်းနည်းလေးဟိုမှာမွေးနိုင်ထွန်းလာဆရာအောင်မြတ်ပိုင်မှာဆရာအောင်မြတ်ပိုင်လေးတစ်ချက်လောက်မိတ်ဆက်လိုက်ပါအောင်ဒါဆရာအောင်မြတ်ပိုင်မှာဟာဒါတော့ဆရာကြော်ပါဆရာကြော်လက်ကလေးပြလိုက်ပါအောင်ဒါဆရာမဝင်းမှာဆရာမဝင်းဆရာမဝင်းမှာဆရာမစုမြတ်သစ္စာဆရာမစုမြတ်သစ္စာပါဆရာမနီလာအောင်လေးတစ်ချက်ပြပါအောင်ဆရာမနီလာအောင်မှာဒါဆရာမတို့အခုပေါ့နော်ဒါနဝင်းစီးပြအားလုံးပြီးသွားပါပြီဒါအမြဲတမ်းလာစဉ်လာတိုင်းကတော့ဆရာမတို့က150ဝန်းကျင်နဲ့135ယောက်ကခြားတဲ့ဟာ150ဝန်းကျင်မှာအမြဲတမ်းရှိပါတယ်နော်တရားတော့အမြဲတမ်းကြော်ပါတယ်ဒါဆရာကြီးဦးကြမြင့်ရဲ့နဝင်းစီးပညာရဲ့စစ်စစ်နဲ့ဆောင်ရွက်ထားတာဖြစ်ပါတယ်ဆရာကြီးရဲ့ဂုဏ်ကျေးဇူးကိုရည်မှန်းပြီးတော့ဆရာမတို့ကလာပြည့်နေ့တိုင်းနဝင်းပွဲ18ပွဲစီရင်ဆောင်ရွက်တာဖြစ်ပါတယ်နော်ဒါဆရာမတို့အခုဒါထွန်းကြီးနေရဖြစ်ပါတယ်ဒါကတော့ဆရာမတို့ဒါနဝင်းစီရင်တဲ့နေရာမှာနဝင်းဆရာအားလုံးမှာလက်ထောက်ဆရာတွေဖြစ်တယ်ဆရာညံလင်းဆန်းဖြစ်ပါတယ်ဆရာညံလင်းဆန်းလက်ကလေးပြလိုက်ပါဦးဆရာညံလင်းဆန်းမှာဒါဆရာမတို့အမြဲတမ်းပေါ့နော်ဒါလာဖြစ်နေတိုင်းဒီလိုပွဲတွေစီရင်ဆောင်ရတာဖြစ်ပါတယ်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးတော့လာပြည့်နေ့မှာအားလုံးအောင်မြင်ချမ်းမြေ့ပြီးတော့လက်ကြီးအထူးပွင့်ကြပါစေအောင်စေပိုင်စေနိုင်စေခိုင်းစေ